Australia နိုင်ငံ Brisbane မြို့က Hosa Nalogin City ခမ်းမမှာဇိုမီအမျိုးသားတို့ရဲ့ရိုးရာခွာတို့ပွဲတော်ကိုအောက်တိုဘာလ26ရက်နေ့ကကျင်းပပြုလုပ်ခဲ့ကြပါတယ်။ Brisbane မြို့မှာအခြေချနေထိုင်နေကြတဲ့မြန်မာပြည်ပွားဇိုမီအမျိုးသားတွေအပါအဝင်ဟာခါဖလန်းစတဲ့ချင်းမျိုးသားတွေဟာမိမိတို့ရဲ့ရိုးရာနှစ်တစ်ကူပွဲကောက်တစ်စားပွဲတွေကိုအခုလိုအောက်တိုဘာလအတွင်းမှာပဲခွာတို့ပွဲဒေါင်ပွီးပွဲဒိုပွဲကြကြကုတ်ပွဲစားတဲ့အမည်နာမတွေနဲ့သက်ဆိုင်ရာမျိုးနယ်စုတွေအလိုက်ရိုးရာမပြတ်အသီးသီးကျင်းပလေးရှိကြတယ်လို့သိရပါတယ်။အဲဒီနေ့ကကျင်းပခဲ့တဲ့ခွာတို့ပွဲမှာ ZPCC လို့ခေါ်တဲ့ဇိုမီနိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကော်မတီကကန်ဆယ်မဲတွေရောင်းချခဲ့ပြီးရရှိလာတဲ့ရန်ပုံငွေတွေကိုမြန်မာပြည်တွင်းမှာရှိကြတဲ့တော်လှန်ရေးအဖွဲ့တွေစီကူညီထောက်ပံ့ပေးသွားကြမယ်လို့သိရပါတယ်ခင်ဗျာ။ဇိုမီမျိုးသားတို့ရဲ့ရိုးရာခွာတို့ပွဲတော်ကိုဩစတြေးလျနိုင်ငံ Brisbane မြို့ရှိ Hosa Nalogin City ခမ်းမမှာအောက်တိုဘာလ26ရက်နေ့ကကျင်းပပြုလုပ်နေကြတာဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံ Brisbane မြို့မှာအခြေချနေထိုင်ကြတဲ့မြန်မာပြည်ပွားဇိုမီမျိုးသားများအပါအဝင်ဟာခါဖလမ်စတဲ့ချင်းမျိုးသားတွေဟာဆိုရင်မိမိတို့ရဲ့ရိုးရာနှစ်တစ်ကူပွဲတော်ကောက်တစ်စားပွဲတော်တွေကိုအခုလိုအော်တိုဘာလအတွင်းမှာပဲခွာဒိုပွဲဒေါင်းပူပွဲဒိုပွဲကြပ်ကြာကုတ်ပွဲစတဲ့အမည်နာမများနဲ့သက်ဆိုင်ရာမျိုးနယ်စုများအလိုက်ရိုးရာမပြတ်အသီးသီးကျင်းပလေးရှိနေကြတာဖြစ်တယ်လို့သိရပါတယ်။ Dunia kodok tu kisah kalian dong pimen. Di Australia tun nasong itu pahang mahi. Hite nak ini nak apur kiri. ဟုတ်ကဲ့ကျွန်တော်ဇုံဖိုင်လောက်ခေါ်ပါတယ်ကျွန်တော်မဲလ်ဘုန်းကနေလာတာပါဒီမှာကျွန်တော်တို့ Queensland ဇုံမီ community ကနေခေါ်တော့ပွဲကျင်းပတာကကျွန်တော်တို့ဇုံမီထုံးစံအရမြန်မာပြည်မှာဆိုရင်ဦးဘွားတွေကကျွန်တော်တို့ရဲ့ကောက်ရိတ်သိမ်းပြီးမှကောက်တစ်နဲ့ကောက်တစ်နန်တစ်နဲ့ပေါ့နော်ဝတ်ပြုအားချင်းပြန်တော်၎င်းပွဲတည်တာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ယူဆက်တစ်တွေကနိုင်ငံခြားရောက်ယူဆက်တစ်တွေကကျွန်တော်တို့ရဲ့ယူရာယဉ်ကျေးမှုကိုထိန်းသိမ်းတဲ့အနေနဲ့ဒီမှာကျင်းပတာဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်ထင်တယ်ပြည်တွင်းမှာတော့တော်တော်လေးကိုအခက်အခဲတွေ့နေရပါတယ်ကျွန်တော်တို့မြန်မာပြည်သားအားလုံးမျက်မြင်ကိုယ်တွေ့ဖြစ်တယ်လို့ပေါ့နော်အခက်အခဲရှိတယ်လွတ်လပ်မှုလည်းမရှိဘူးလုံခြုံရေးလည်းမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဒီမှာကျင်းပတာကကျွန်တော်တို့မြန်မာပြည်ကဒုက္ခခံနေရတဲ့ဒီကြောက်စိတ်အောက်မှာနစ်မွန်းနေတဲ့ရေကိုဒီအတွက်လဲခွန်အားရစရာဖြစ်အောင်ကျွန်တော်တို့ကကြိုးစားပြီးဒီမှာလွတ်လပ်တဲ့နေရာကနေတတ်နိုင်သမျှကျွန်တော်တို့ကကျင်းပတာဖြစ်ပါတယ်ပြည်တွင်းမှာရှိတဲ့ကျမတို့လူမျိုးဇုံမီအမျိုးသားတွေပေါ်မှာလည်းလူမျိုးပေါ်မှာလည်းကျမပြောလိုပါတယ်အားမငယ်ဘူးပေါ့နော်အခုချိန်မှာကျမတို့တိုင်းပြည်ကချင်းနေအမျိုးမျိုးကြောင့်ကျမတို့ရိုးရာယဉ်ကျေးမှုပေါ့နော်ကျမတို့ခုတော့ပွဲကိုမကျင်းပနိုင်တော့ညလေလာမဲ့တနေ့မှာဖះရှင်ကနေပြီးတော့မှကျမတို့ကိုပြန်လဲပြီးတော့မှပြီးကျမတို့မြန်မာပြည်ပြန်လဲပြီးတော့မှကောင်းလာမဲ့ချိန်တနေ့ကျမတို့ဖះရှင်ကပြင်ဆင်ပေးမယ်လို့ကျမတို့မျှော်လင့်နေအဲ့အတွက်လည်းကျမတို့ဆက်လက်ပြီးတော့မှဆူတောင်းပေးလက်ရှိတယ်ပေါ့နော်ဆိုတော့အားမငယ်ပါနဲ့တနေ့မှာမြန်မာပြည်ကပြည်တွင်းမှာရှိတဲ့ကျမတို့ရဲ့လူမျိုးတွေပေါ်မှာကျမမှာလိုပါတယ်လာမဲ့မကြခင်မှာပေါ့နော်ကျမတို့ဒီဇုံမီပရိုပွဲရင်ကျေးမှုကိုကျင်းပနိုင်တယ်လို့ကျမတို့မျှော်လင့်ပါတယ်ဆက်လက်ပြီးတော့ကျမတို့ဆူတောင်းပေးနေပါတယ်အားကြောင့်အားမငယ်ဖို့လည်းကျမဒီကနေပြီးတော့မှခွန်အားပေးလိုပါတယ်ကျေးဇူးများတင်ပါတယ်ယနေ့ကျင်းပတဲ့ခွာတို့ပွဲမှာ ZPCC လို့ခေါ်တဲ့ Zomi Political Coordination Committee ကနေပြီးကန်ဆယ်မဲများရောက်ရှိသွားခဲ့ကြသလိုရရှိလာတဲ့ရန်ပုံငွေများကိုမြန်မာပြည်တွင်းမှာရှိကြတဲ့တော်လှန်ရေးအဖွဲ့အစည်းများကိုကူညီထောက်ပံ့သွားကြမယ်လို့သိရှိရကြောင်းပါခင်ဗျာ
မြစည်းမ News Hour မြစည်းမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ